ဒါကတော့အမေရိကန်တွေတခါမှမမြင်ဘူးတဲ့ဝိုင်းပြုလုပ်နည်းပါပဲဝါပင်ထဲကိုကာကွယ်ဆေးထိုးထဲတာနဲ့တူပါတယ်ဒီနီလန်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1300လောက်ကတရုတ်လူမျိုးတွေတုံးဆွဲခဲ့တဲ့ဝါအရက်ပြုလုပ်နည်းပါပဲပြီးပြည့်စုံတဲ့ဝါအရက်ချက်လုပ်ဖို့ဝါပင်ဖန်တီးရတာဟာတိတ်လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးပထမဦးဆုံးတက်တန်းနှစ်ရှိတဲ့ဝါပင်ကိုရွေးချယ်ရပါတယ်ဝါပင်ဟာအရွယ်ရောက်ပြီဖြစ်ပေမဲ့လည်းတက်တန်းမရင်သေးပါဘူးဒါပေမဲ့အရက်ရည်ထိုးသွင်းမှုအတွက်ခံနိုင်ရရှိတဲ့အပင်ဖြစ်လို့နေပါပြီဝါကြောမြင်ထဲမှာရှိတဲ့ဝါပင်ရဲ့တဘာဝအနက်အရသာနဲ့တဘာဝဓာတ်တွေတဲကိုအရက်ဟာတဖြည်းဖြည်းစိတ်ဝင်ပေါင်းဆက်သွားပါတယ်ထို့နောက်ဝါစစ်ကိုဂယုတဆိုင်နဲ့အပေါက်ငယ်လေးဖောက်ခါဘိုင်ဂျူလို့ခေါ်တဲ့အရက်ကိုဆေးထိုးအပ်နဲ့ထိုးသွင်းပါတယ်အရက်အငွေ့မပြန်စေဖို့အပေါက်ငယ်ကိုပြားဖျောင်းနဲ့ပိတ်ပါတယ်ခုကတော့တကယ်မော်ဆန်တဲ့အပိုင်းဆက်ပါပြီဝါနဲ့အရက်တို့ဟာဆိုစွတ်တဲ့နေကြီးနွေးနွေးအောက်မှာအတူတကွကြီးထွားလာပြီးတော့အရက်ဟာဝါပင်ရဲ့ပင်စီမှာစိတ်ဝင်ပြီးတော့ဝါပင်ရဲ့အစီနစ်တွေကိုစုပ်ယူထားပါတယ်။ဒါကရိုးရိုးတာမန်စိတ်ဝင်ခြင်းမျိုးမဟုတ်ပဲတက်ရှိပေါင်းဆက်ခြင်းဖြစ်ပါတယ်။ဝါပင်ရဲ့ကြီးထွားမှုအောက်မှာအရက်ဟာရှင်သန်နေပါတယ်။တင်တောက်300မှာကဘိုင်ဂျူးအရက်တက်ပဲမဟုတ်ပါဘူး။ဒီဝါတော့အုပ်ကြီးတစ်ခုလုံးရဲ့အသက်ဝိညောက်ပဲဖြစ်ပါတယ်။တကြိုက်တောက်လိုက်တာနဲ့ဝါပင်ရဲ့ရနံ့ကနှာခေါင်းထဲကိုရောက်ရှိလာပြီးအဆုံးသတ်မှာတော့ပြည်စုံကျွဲဝါတဲ့ရဲရင်မှုကိုခံစားရရှိမှာပါ။ຫນွေရီယာတီကိုဝက်စစ်ထဲတဖြည်းဖြည်းတကြိုက်ချင်းတောက်ပြီးခံစားကြည့်လိုက်ပါ။